အားလုံးမင်္ဂလာပါကျွန်တော်နာမည်ထပ်ဝင်ရမှာကျွန်တော်ပြီးခဲ့တဲ့အပိုင်းကဒီ hands on လေးshare ပေးခဲ့တယ်ပေါ့နော် hands on လုပ်တဲ့ပုံစံလေးတွေ share ပေးခဲ့တယ်အဲ့ဒီမှာအခုကျွန်တော်တို့ဒီ user function နဲ့ post function မှာပေါ့နော်အခုကျွန်တော်တို့သုံးထားတယ်ဘာလဲဆို JWT token လေးရှိရပေါ့နော် JWT token ကသူက credential ပေါ့လေလုံးဝဟိုအပြင်တရားရလုံးဝပေါက်ကြားလို့မရဘူးပေါ့လေအဲ့ဒီအတွက်ကျွန်တော်တို့ကဒီ JWT token လေးကိုဒီနှစ်နေရာမှာသုံးထားတယ်ဒီနှစ်နေရာမှာသုံးထားတာဖြစ်တဲ့အတွက်အခုဒီကောင်တွေက environment variable တွေမှာတွားပြီးတော့ကြည့်လိုက်မယ်ဆိုရင်အခုဒီကောင်မနော် my user function configuration ရဲ့အခု environment variable တွေမှာထည့်ခဲ့တယ်ပေါ့နော်အခုဒီ1.3.5.9 course ဆိုတဲ့ JWT token လေးအခုကျွန်တော်ဒီ environment variable မှာကျွန်တော်ဗာလဲဆိုတော့သူ့ကိုဒီ key နဲ့လည်း encrypt လုပ်ထားလို့ရတယ်ပေါ့လေအဲ့ဒါပေမဲ့ဒီကောင်တော့နည်းနည်းလေးကျွန်တော်အနေနဲ့နည်းနည်းလေးပို့ပြီးတော့ develop လုပ်ရတာနည်းနည်းပိုခက်တယ်ပေါ့လေအဲ့တော့ကျွန်တော်လုပ်တဲ့ပုံစံပဲကျွန်တော် share ပေးတာပေါ့နော်ကျွန်တော်ကဒီ JWT secret ကိုဘယ်မှာသွားထားလေးရှိလဲဆိုလို့ရှိရင်တော့ secret manager မှာပဲသွားထားလေးရှိတယ်ပေါ့နော်ဥပမာ QSCGI တော့ secret manager မှာသွားထားပြီးတော့ပဲပြန်ပြီးတော့ယူသုံးလေးရှိတယ် okay အခုကျွန်တော် secret manager မှာ store new secret ဆိုပြီးတော့သူကဟိုဘာအတွက်ဒီ secret manager သုံးတာလို့ဆိုကျွန်တော်ဒီ RDF database ကိုချိန်တာတို့ document db တို့ချိန်တဲ့ဒီ username password တွေစသဖြင့်ပေါ့လေအဓိကကျွန်တော်တို့တခြားဟာတွေအတွက်လည်းသုံးလို့ရတယ် API key တွေလာသိမ်းတာတို့ OAuth token တွေလာသိမ်းတာလို့နောက်သူကဒီ rotation တွေပါလုပ်လို့ရတယ်ပေါ့လေအခုကျွန်တော်ကဒီ JWT token လေးပဲသိမ်းမှာမို့လို့ဒီ other type of secret ပေါ့နော်အဲ့ဒီမှာစတာပြီးတော့သုံးမယ်အခုကျွန်တော် JWT token sorry JWT secret key လို့ပဲနေပြလိုက်ပါဦးနော် okay အဲ့ဒီမှာ1 2 3 4 5 6 9 10 9 3ညဆိုကျွန်တော်တို့ secret key လေးဒီမှာစီးခဲ့လိုက်မယ် okay နေရတော့သူကဒီလိုပုံစံပဲဘယ်လိုနမူနာပြထားတာပေါ့နော်ဒီလိုစစ်လို့လည်းရတယ်ပေါ့ကျွန်တော်ဒီလိုမျိုးစစ်လိုက်မှဒီပြီကျွန်တော်တို့က block API လေးကသုံးမှာဘာ key လဲဆိုရင် JWT ဆိုပြီးတော့ဒီ name လေးပေးလိုက်မှာ JWT key ဖြစ်ပါအဲ့ဒီလိုတင်လေးရတော့အတူခောက်ပဲသုံးမှာ JWT ဆိုပြီးဒီဟာလေးထည့်လိုက်မယ်ထည့်ပြီးရင်okay ကျွန်တော် rotation တွေပါတယ်မလုပ်ဘူး JWT ရဲ့ rotation လည်းလုပ်ပြီးတော့မသုံးဘူးပေါ့လေဒီတိုင်းပဲတင်ထားတာအဲ့တော့ကျွန်တော်တို့ key လေးတရားရှိမယ်အခုသူ့ကိုဒီမှာယူသုံးလို့ရတဲ့ကောင်လေးရှိရပေါ့နော် Java ဆိုရင်ဒီတိုင်းဟို Java script ဆိုလို့ရှိရင်ကျွန်တော်ဒီ secret client ကနေဒီလိုမျိုးတွားခေါ်ပြီးတော့သုံးလို့ရတယ်ပေါ့လေ okay အဲ့ဆိုရင်တော့ store ပဲနှိပ်လိုက်မယ် okay ဒီလိုပြန်လုပ်လိုက်ရင်အခုကျွန်တော်တို့တင်လိုက်တဲ့ DV /block API/JWT ဆိုပြီးတော့secret လေးတစ်ခုဒီမှာဒါပေမဲ့သူထဲကိုတွားကြည့်မယ်ဆိုလည်းရတယ်သူထဲမှာဆိုရင်အခုဒီ secret value ဆို retrieve secret value မှာပြန်ကြည့်လို့ရတယ် okay ဒါ plain text အနေနဲ့ဆိုရင်တော့ဒီတိုင်းမြင်ရမှာပေါ့ okay အဲ့ဆိုရင်ကျွန်တော်ဒီ project ထဲမှာလာပြီးတော့ combine မလုပ်ခင်ပေါ့နော် combine ဆိုတော့ဒီထဲမှာလာပြီးတော့ integrate မလုပ်ခင်ကျွန်တော်တခြားပို့ပြီးတော့နားလည်လွယ်အောင်ပေါ့နော်ယူလို့ရတဲ့နည်းလေးတွေနဲ့လည်း share ပေးမယ်ပေါ့နော်အခုlambda ရှိမယ် lambda ကနေပြီးတော့ secret manager ကို secret request လုပ်မယ်ဒါဆို secret manager ကဒီ lambda က permission ရှိရင်တော့သူဒီ secret value တွေကိုသူ့ကိုပေးမယ်ပေါ့လေဒါရိုးရှင်းလေးပဲပေါ့နော်ဒီဟာလေးကိုကျွန်တော်တခြား lambda တစ်ခုနဲ့ create လုပ်ပြီးတော့ယူပဲပေါ့နော်ဒီ secret ဒီ value လေးကိုလှမ်းယူမယ် okay အဲ့ဆိုရင်အခုကျွန်တော်ရဲ့ဒီမှာ okay ဒီမှာ keep ပေါ်မှာမတင်ရသေးဘူးထင်တယ်ဒီကျွန်တော်ဒီဘက်မှာတစ်ချက်တင်လိုက်မယ်နော် push okay ဒီမှာ project 3 ရပြီနော် okay project 3ကိုကျွန်တော်ဒီကောင်ပဲထောင်းလိုက်မယ်အကုန်လုံးထပ်ပြီးတော့ပြန်ပြီးကလုံးလိုက်မယ်ဒီ project ကြီးတစ်ခုလုံးကိုဖြတ်လိုက်မယ် delete trash ရတာကောင်း
cd နော် desktop ပေါ်မှာရှိရမလို့ desktop slash lambda yd okay ဒီမှာပြန်လာပြီးတော့ကလုံးလိုက်မယ်ဒီပတ်လမ်းကြောင့်ပေါ့နော်ဒီကလုံးဆိုပြီးတော့ဒီအတစ်ခုလုံးပြန်ပြီးကလုံးလိုက်မယ်အဲ့ဒါဆိုရင်ဒီထဲမှာကျွန်တော် lambda project 3ပါရှိတယ် lambda project 3ထဲမှာဗာလဲဆိုတော့ကျွန်တော် function နှစ်ခုထည့်ထားတယ်ပေါ့နော်ဒီ function နှစ်ခုကဒီအဓိကတော့ဒီ secret ကိုဟို data လှမ်းယူတဲ့ function လေးတွေပဲဒါပေမဲ့ပထမတစ်ခုက SDK နဲ့ယူတယ်ဒုတိယတစ်ခုက layer နဲ့ယူတဲ့ကောင် okay layer နဲ့ယူတဲ့ကောင်ရောဒီ SDK နဲ့ယူတဲ့ကောင်နှစ်ခုလုံးကျွန်တော်စမ်းပေးမယ်ဘယ်ကောင်ကပို့ပြီးတော့ခေါင်းတယ်ဘယ်ကောင်ကပို့ပြီးသုံးသင့်တယ်ပေါ့လေအဲ့ဆိုရင်အခုကျွန်တော်ဒီကောင်ကို copy ကူးလိုက်မယ် copy ကူးပြီးတော့ lambda ဒါတော့ my secret lambda ဆိုပြီးတော့ပဲ function ပါ my secret function ဆိုပြီးနေပြီးတော့တစ်ခု create လုပ်လိုက်မယ် okay အဲ့မှာကျွန်တော်တို့ကဘာတွေသုံးရမလဲဆိုရင်ဒီမှာဆိုရင် AWS SDK သုံးရမယ်ဒီ layer မှာဆို Axio သုံးရမယ် okay အဲ့အတွက်ကျွန်တော်ဒီမှာ package.json Axio ရဲ့ AWS SDK ဆိုပြီးဒီ dependency နှစ်ခုရှိရပါအဲ့ဒီမှာကျွန်တော်အရင် project တွေတုန်းကဒီ lambda တွေမှာကျွန်တော်တို့ဒီ AWS SDK ပဲဆိုပြီးတော့ကျွန်တော်တို့ run install လုပ်လိုက်ရင်သူကမလိုအပ်တဲ့ထားပါတော့ကျွန်တော်တို့သုံးချင်တာအခုဆိုရင်ဒီမှာ secret manager ပဲသုံးချင်တာokay ဒီအရင် project တွေမှာဆို AWS SDK ကို install လုပ်လိုက်တယ်ဒါပေမဲ့ကျွန်တော်သုံးချင်တာ DynamoDB သုံးချင်တယ်ထောက် DynamoDB တစ်ခုပဲသုံးချင်တာဒါပေမဲ့သူကမလိုတဲ့ package တွေပါ down လိုက်တော့ site ကတအားကြီးသွားတယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ပဲကျွန်တော်တို့လိုချင်တဲ့ package လေးတွေကိုပဲဒီလိုမျိုးကွက်ပြီးတော့ install လုပ်လို့ရတယ်ပေါ့နော်အဲ့ဆိုတော့ layer ကတော့ဗာလဲဆို site ကနည်းသွားမယ်အခုဒီကောင်လေးဆိုရင် system map လားမသိဘူးเนาะကျွန်တော်ဟို upload လုပ်တော့တစ်ချက်ကြည့်လိုက်တာပေါ့နော်အဲ့ဆိုရင်အခုကျွန်တော်တို့ဒီကောင်ကို layer create လုပ်မယ်ပေါ့နော်ဒီကောင်ဒီ folder လေးကို copy ကူးလိုက်မယ် copy ကူးပြီးတော့rename နဲ့ node.js လို့ပဲ name ပေးလိုက်မယ် node.js okay အဲ့ဒါပြီးတော့ရင်အခုကျွန်တော် source code ကိုမလိုချင်ဘူးကျွန်တော်တို့လိုချင်တာကဘာလဲဆိုရင်အခုဒီ package လေးတွေကိုပဲလိုချင်တာ okay ဒီလိုပဲလိုချင် cd lambda project ထဲကိုဝင်ပြီးတော့ node.js ထဲကိုဝင်လိုက်မယ် node.js အဲ့ဒါပြီးတော့ npm install ဆိုပြီးတော့ node module ကို download လုပ်okay node module မှာကျွန်တော်တို့ဒီမှာရှိတာမယ်နော် AWS SDK ဒါမှ client secret ပေါ့နော် okay အဲ့ဒါပြီးတော့ရင်နောက်တစ်ခုက Axio ဆိုပြီးတော့ဒီမှာရှိမယ် okay အဲ့ဆိုရင်ကျွန်တော်တို့ဒီကောင်လေးကို layer လုပ်မယ်ဆိုတော့သူ့ကို zip ချုပ်ရအောင်ပါနော် folder ဖွင့်ပြီးတော့ဒီကောင်ကိုzip ချုပ်မယ် compress အဲ့ zip ကိုကျွန်တော် layer တစ်ခုအနေနဲ့ထည့်မယ်ပြီးတော့သွားတယ် okay နောက်ထပ် layer create အဲ့ဆိုရင်ဒီကောင်ပါပြီးမယ် my secret layer လို့ပြလိုက်မယ် my secret layer okay အဲ့ဒါနော် 5.2 meg လောက်ပါရှိokay ကျွန်တော်ဒီ layer လေးရပြီဆိုဒီ layer လေးကို copy ကူးမယ်ကျွန်တော်တို့ lambda ရဲ့ function ကိုသွားမယ် function တွေကနေမှ my secret function ကိုသွားမယ်သူကို layer ထည့်မယ် add a layer add layer add လုပ်ပြီးသွားပြီအဲ့ဆိုရင်ကျွန်တော်တို့ဘာသုံးလို့ရပြီလဲဆိုရင်ကျွန်တော်ဒီ source code ထဲကsorry ဒီကောင်ပေါ့ project 3ရဲ့ src အောက်ကဒီ SDK เนาะဒီ SDK လေးနဲ့အရင်ကျွန်တော်ဆမ်းမယ်ပေါ့နော်ဒီ SDK လေးရဲ့အလုပ်လုပ်ပုံကဘာလဲဆိုရင်အဓိကတော့ AWS SDK တွေကနေပြီးတော့ဒီ client secret manager ဆိုတဲ့ဟို package ပေါ့နော်အဲ့ဒီ class ကိုလှမ်းပြီးတော့ခေါ်ပြီးတော့data ကိုလှမ်းပြီးတော့ယူထားတာပေါ့နော်အဲ့ကောင် copy ကူးလိုက် copy ကူးပြီးတော့ထဲကို paste လုပ်လိုက်မယ် okay အဲတော့ဒီ AWS SDK ကိုဘာလို့သုံးလို့ရလဲဆိုရင်ကျွန်တော်ဒီ layer လေးကြောင့်သုံးလို့ရပါဘောနော် layer ထဲမှာ AWS SDK နဲ့ Axio package နှစ်ခုပါတယ်ပေါ့နော် AWS SDK ရဲ့ client secret manager နဲ့ okay အဲ့ဒါဆိုရင် secret အခုကျွန်တော်ရဲ့ secret ကဘယ်မှာရှိမှာလဲဆိုရင်Asia Pacific Tokyo အဲ့မှာ .ap noise မှာ ap .nor d8 nor is my name okay ကျွန်တော်ရဲ့ secret name ကဒီမှာရှိတဲ့ဒီကောင်လေးပေါ့နော် copy ကူးလိုက်ရတယ် copy ကူး
okay ဒီဟာလေးပဲဒီကောင် throw မယ် return secret ဆိုပြန်မယ် deploy လုပ်လိုက်မယ် deploy လုပ်ပြီးတော့ testing လုပ်မယ် test ပဲ run လိုက်မယ်ဆိုရင်တစ်စက္ကန့်အဲ့ဒါတက်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ lambda လေးကဒီ secret manager ကိုသွားပြီးတော့ value ယူခွင့်ဘာ permission မရှိသေးလို့ပေါ့နော်အဲ့တော့ configuration တွေကနေ permission ကိုသွား permission သွားပြီး role တွေကနေမှဒီ secret လေးကိုဒီ secret manager တွေက value ကိုပေါ့နော်ယူလို့ရတယ်ဆိုတဲ့ဟာကိုသွားမယ် secret manager ရဲ့get secret value okay result ပဲကောင်းလဲဆိုရင်ဒီ secret manager ရဲ့ secret and okay secret function ပါလဲဆိုဒီကောင် secret asset ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ပြန်ပြီး testing စမ်းကြည့်မယ် testing test တက်နေသေးတယ် my secret function is not authorized secret manager secret managerပြန်စမ်းကြည့်တော့မယ်ကျွန်တော် okay test okay ရတိုင်းနော် okay သူ့ရဲ့ပါလဲဆိုရင်ဒီ code က JWT secret key တွေက1 2 3 4 5 6 7 8 9 10ဆိုပြီးတော့ဒီဟာလေးပဲ return ပြန်ထားတာပေါ့နော်ရလာတဲ့ဒီ secret id ကိုလှမ်းပြီးတော့ဖတ်မယ်ရလာတဲ့ value ကိုအကယ်၍ဒီ secret string နာရှိတယ်ဆိုရင်ရှိတဲ့ကောင်ကိုကျွန်တော်တို့ကပါလဲဆို return ပြန်ထုတ်ထားတာအဲ့တော့အဲ့ return လေးကဒီမှာပြန်လာပြီးတော့ဟိုက JWT secret key ဆိုပြီး1 2 3 4 5 6 7 8 9 10ဆိုပြီးတော့ဒီထဲကကျွန်တော်တို့စေထားခဲ့တဲ့plain text အနေနဲ့ကြည့်ရင်တော့မြင်အောင်ပေါ့နော် JWT secret key သူရဲ့ value က1 3 5 6 7 8 9 3ညပေါ့ဒီမှာလဲ1 3 5 6 7 8 9 3ညအဲ့ဆိုရင်ကျွန်တော်ဒီ lambda ကနေပြီးတော့ဟိုကို length ယူရဲပေါ့ length ယူတဲ့အချိန်မှာ test လုပ်တဲ့အချိန်သူ့ကိုဘယ်လောက်ကြာလဲပေါ့လေသူ့ရဲ့ duration က132 millisecond ကြာသွားတယ်ပေါ့နော်အဲ့ဆိုကျွန်တော်ဒီကောင်လေးကိုတစ်ချက်ဒီအောက်မှာလည်းဒီဟာလေးရှိရပါတော့ဒီဟာလေးကိုကျွန်တော် log အနေနဲ့ copy ကူးပြီးတော့ဒီအောက်မှာထားလိုက်မယ်ဒီတိုင်းပဲခဏထားokay ဒါပါလဲဆိုကျွန်တော် AWS SDK တစ်ဆင့်ယူတာပေါ့နော် AWS SDK ကနေတစ်ဆင့်ပါလဲဆိုရင်secret manager ကိုလမ်းယူတာပေါ့နော်okay နောက်တစ်ခုကကျွန်တော်တို့ဒီ extension နဲ့ယူတဲ့ကောင်နဲ့ဆမ်းမယ်ပေါ့နော်layer တော့အတူတူပဲသုံးမယ်ဒီကောင်ဒီဘက် source code ကို layer နဲ့ယူရကောင်ဒီကောင် copy ကူးပြီးတော့ကျွန်တော်ထဲကိုထည့်လိုက်မယ်နော်ဒီကောင်ကိုအကုန်လုံး command ပိတ်ထားခဲ့လိုက်မယ်နော်အဲ့ဆိုရင်okay ဒီမှာကျွန်တော်တို့ဗာပြန်ရေးရမလဲဆိုရင်ကျွန်တော်တို့ request လုပ်ချင်တဲ့ဒီ secret ရဲ့ ID ကိုရေးပေးရမှာပေါ့နော်အဲ secret ရဲ့ ID ကိုဒီထဲကိုထည့်လိုက်မယ် okay ဒီကောင်ကကြတော့ဘယ်ကောင်ကိုသုံးပါလဲဆိုရင်သူကဒီတိုင်းထည့်လိုက်ရုံနဲ့တော့ဟို request ဖြစ်သွားတာတော့မဟုတ်ဘူးသူကနောက်ထပ် layer extension တစ်ခုသုံးပေးရတယ်ဒီကောင်ကဘယ် layer ကိုသုံးလဲဆိုရင်ကျွန်တော်တို့ layer တွေကဒီမှာ AWS layer ဆိုတော့ရှိတယ် AWS layer တွေကမှဒီ parameter တို့ secret lambda extension ဆိုတော့ရှိအဲ့ extension ကိုသုံးလိုက်ရင်သူကနဲ့သူဟိုပေါ့လေ local host ပုံစံဒီမှာလှမ်းပြီးတော့ AWS secret manager ကိုခေါ်လို့ရသွားတာဒီမှာ local host ပေါ်က2.3 secret manager get နဲ့ဒီ
ဒီပုံစံတိုင်းခေါ်လိုက်ရတာပေါ့နော်အခုကျွန်တော် deploy လုပ်မယ် deploy ခုနနဲ့လုပ်ပြီးသားတယ်အဲဆိုကျွန်တော် testing လုပ်မယ် test second okay အဲ့ဒါတက်သွားတယ်ဘာလို့အဲ့ဒါတက်တာလဲဆိုရင် require is not mg okay sorry ဒီကောင်ကဟိုဖြစ်နေတယ် constant handler import import sorry import from the es module ပုံမျိုးပြောင်းအောင်ပါနော် okay ဒီကောင်ကိုကျွန်တော်ဟော git ပေါ်မှာလည်းပြန်ပြောင်းထားလိုက်မယ်နော် okay deploy ပြန်လုပ်မယ်အပြီး testing ပြန်လုပ်မယ် test second okay ပြီးထပ်ပြီးတော့ request ထပ်လုပ်ကြည့်မယ်ပေါ့နော် test ဆိုဒီဟာနဲ့ပဲဟိုဒီ log ကိုပဲယူလိုက်အောက်မှာ log ရှိတယ် okay သူကဒီထဲမှာထပ်ပြီးတော့ data ကတော့ပြန်ပြီးဆွဲထုတ်ရအောင်ပါပေါ့နော်ဒီဒါကတော့ programming ဘက်ကဆွဲထုတ်လိုက်လို့ရတယ်အဲ့တော့သူ့ရဲ့ကြာချိန်ကိုတစ်ချက်ကျွန်တော် copy ကူးမယ် copy ကူးပြီးတော့ခုနကတော့ဒီအောက်မှာပဲသွားထားမယ်ပေါ့နော်ဒီကောင်ကတော့ဟိုဟာဒီမှာ sorry ဟိုကျွန်တော်တို့ initialization ဟိုအချိန်မပါဘူးဒီကောင်ကတော့ဟိုဟာပေါ့ကျွန်တော်တို့ပြန် deploy လုပ်ပြီးတော့ပြန်ဆန်းနေတာဖြစ်တဲ့အတွက်ဒီမှာ initialization တိုင်းပါနေတယ်အဲ့တော့ကျွန်တော်ဒီ execution environment လေး run ထားတဲ့အချိန်မှာပဲဟိုလုပ်လိုက်ပြန်ပြီးဆန်းလိုက်မှာဒါ initialization ဒီမှာတွေ့လားကျွန်တော် intuition ပါနေတယ်အဲကျွန်တော်ထပ်ပြီးတော့ testing ဆန်းကြည့်လိုက်မယ် test okay ပြန်ပြီးတော့ copy ကူးလိုက်မယ် log output ကိုဒီကောင်အောက်ခဏထားလိုက်မယ်နော်ကျွန်တော်နှိုင်းရှင်းနေတာဒီ integer duration မှာပါတဲ့ကောင်ကိုနှိုင်းရှင်းကြည့်နေတာဒီမှာတော့သူ့ရဲ့ data ရတာ string secret string တွေက gwd secret 123456990ပေါ့နော်အဲသူကလည်းဒီမှာပဲတူတူပဲဒါပေမဲ့ဒီကကျတော့အထဲထဲကိုဒီ data တွေယူမထားတာဖြစ်တဲ့အတွက်ဒီနန်းလေးဒီအကုန်လုံးတော့ပေါ်နေမှာပေါ့နော်အဲ့မှာသူ့ရဲ့ကျွန်တော်တို့ runtime millisecond ဘယ်လောက်ကြာပါလဲပေါ့နော်ဒီကောင်ဆိုရင် duration ကဒီ44680 millisecond ကြာတယ်ဒီမှာဆိုရင်3နှစ်ဒီလောက်ကြာတယ်ပေါ့နော်သူ value duration က value duration ကတော့ဒီလောက်ကြာတယ်ပေါ့နော်ဥပမာ EW ကပတ်စံဖြတ်မဲ့ဟာကဘယ်လောက်ရှိမလဲဆိုတာဟာကိုပြောတာပေါ့နော်အဲဆိုကျွန်တော်ဒီ secret manager ကိုအခုထပ်ပြီးတော့ test လုပ်ကြည့် okay 63 15 34 okay တွေ့လားအဲ layer ကခုနကသူနည်းနည်းစချင်းမှာတော့သူကကြာတယ်ဒါပေမဲ့နောက် record တွေမှာကြာတော့ကြည့်လိုက်မယ်ဆိုသူကဘာလဲဆိုသူကအဲ့ဒီ extension ကသူက cache လဲဖမ်းပေးထားတယ်ဒီ record မှာဆိုရင်တော့ဒီကောင်ကမြင်ရတယ်ပေါ့လေအဲ့မှာနောက် record တွေပေါ့လေဒါဒီကောင်ကိုပဲ override လုပ်ချလိုက်နောက် record တွေမှာကြာတော့ဒီကောင်နဲ့ရှင်းလိုက်မယ်ဆိုရင်တအားမြန်သွားတယ်အခုဒီ extension ကသူ့ရဲ့ဟိုမှာလဲdocumentation မှာလည်းတွားပြီးတော့ရှာပြီးတော့ဖတ်ကြည့်လို့ရတယ်ပေါ့နော်သူကဘာလဲဆိုရင် cache တွေပါတယ်ပိုကောင်းတယ်ဒီပါတယ်အကုန်လုံးအသေးစိတ်တော့ရေးထားတယ်အဲ့တော့ခဏနော်ကျွန်တော် okay ဒီကောင် copy ကူဒီကောင် copy ကူလိုက်okay ဒီ extension ကိုသုံးလို့ရှင်ပါတယ်သုံးရမယ် documentation အသေးစိတ်ကတော့ဒီမှာရှိတယ်ပေါ့နော်ဟိုဘယ်ကောင်ကပုံမြန်တာတော့ငါတော့ဒီပုံမြန်တာကဒီ cache တွေပါတယ်ဖမ်းထားတယ်ဟိုဒီ local host အထဲမှာဒီ extension ရေးထားတဲ့ဟာအသေးစိတ်တော့ကျွန်တော်မသိဘူးပေါ့နော်ဒါပေမဲ့
သုံးမယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဒီ extension နဲ့တနည်းအားဖြင့်ဒီ layer ပေါ့လေဒီ layer extension ကိုပဲဒီကောင်ကိုယူပြီးတော့သုံးတာကပို့ပြီးတော့မြန်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဟိုဒီ secret manager ယူတဲ့ဟာကိုတော့ဒီပုံစံအတိုင်းသုံးမယ်ပေါ့လေဒီ SDK ပုံစံအတိုင်းမသုံးပါဖြစ်လို့ဆိုတော့ဒီကောင်ကပို့ပြီးတော့မြန်တယ်ကျွန်တော်တကယ်သုံးတဲ့အပြင်မှာ project တွေသုံးရင်လည်းကျွန်တော်ဒီ extension နဲ့ပဲသုံးတယ်ပေါ့နော်ဒါပေမဲ့ဒီအများသားပဲဒီ project extension သုံးလို့မရတဲ့ကောင်တွေလည်းနောက်ပိုင်းရှိလာနိုင်တယ်ပေါ့ဒါတော့ကို project ကို project တွေဘယ်လိုဟို develop လုပ်လဲသူရဲ့ architecture တွေဘယ်လိုရှိလဲနဲ့ပတ်သက်ပြီးတော့ကွဲသွားတာပေါ့လေအဲ့လိုဟာမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ secret ဒီ AWS SDK နဲ့တွားပြီးယူရတဲ့ project တွေလည်းရှိတယ်ပေါ့နော်ဟုတ်အဲ့ဆိုရင်ဒီအပိုင်းကတော့ဒီလောက်ပဲနောက်ပိုင်းမှာကျွန်တော်ဒီ extension layer နဲ့ယူတဲ့ secret ကရလာတဲ့ value ကို JWT တုံးကန်ဖြစ်ကျွန်တော်တို့ဒီ project မှာခုနကနော် hands on လုပ်နေတဲ့ project မှာသုံးမယ်ပေါ့နော်ဟုတ်ဒီပိုင်းတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်